Hello ထန်ဝေဆောင်သွားတော့ hotel လေး review လာပေးရပါဒီတစ်ခါ hotel လေးနာမည်ဒါတော့ Sunny Paradise ပါဒါထန်ဝေဆောင်၄ခုမြောက်တဲဘူးတဲ့အထက်က3ခုမြောက် hotel ပေါ့နော်Sunny Paradise ကအခုမြင်နေရတဲ့အခန်းထက်တဲ့အခန်းလေးပါexecutive sea view ပါထက်ကအပေါ်တက်ကိုယူထားရပေါ့နော်အမှန်တကယ်ကတော့အကြောင်းမျိုးမျိုးကြောင့်ယူပြသွားပါတကယ်ယူထားတဲ့အခန်းတော့အခန်းမဟုတ်ဘူးပေါ့နော်တက်ကအဲ့လိုဗီဒီယိုလေးရှောက်ရိုက်တတ်တဲ့သူဆိုတော့အကုန်လုံးစုပြီးတင်ပေးထားရပေါ့နော်ဒါတော့ထက်ခန်းလေးကနေမက်စောရိုက်ထားတဲ့ဗီဒီယိုလေးပါပင်လေးယူဖွက်ကြည့်ရင်ဗီဒီယိုလေးမှတ်တမ်းတင်ထားခဲ့လိုက်တယ်ပေါ့နော်ထက်ခန်းလေးလည်းအထဲကိုလိုက်ပြပေးပါမယ်ဒါကတော့ရေချိုကန်သူကတော့ရေချိုကန်တက်တက်toilet တက်တက်ပေါ့နော်ဒါက wardrobe ဒီဘက်မှာတော့ထပ်တူက3ယောက်နေတာဆိုတော့ green 3ခုပါရှင်သူ့ရဲ့အထဲက furniture အားလုံးကကျောင်းနေပါနေလို့တော့ကောင်းပါတယ်တက်ကဗီဒီယိုလေးရှေ့ရှောက်ရိုက်ထားဆိုအကုန်လုံးစုပေးထားတယ်လို့ဖြစ်သွားပြီပေါ့နော်အသိအစင်လိုက်တော့မဖြစ်နေဘူးဒါကတော့မနက်စာသွားစားနေတဲ့အချိန်လေးကိုထိတ်ထားပါတက်ကတော့အပေါ်တက်မှာစားပါတယ်မနက်စာလေးလည်းစားလို့ကောင်းပါတယ်ရေကူးကန်2ခုပါတာပါ infinity pool နဲ့ဆိုတော့ဓာတ်ပုံရိုက်ရင်တော့အရင်လှပါတယ်ဒါပေမဲ့တက်အဲ့တော့ဓာတ်ပုံတွေအများကြီးမရိုက်ခဲ့ပါဘူး thank you ပါဒါပေမဲ့အမှတ်တရအဖြစ်ဆုံးကတော့ထက်ရဲ့29နှစ်ပြည့်မွေးနေ့ဆိုတော့တငယ်ချင်းတွေရဲ့12နာရီတိမှာပထမအောင်ဆုံးရခဲ့တဲ့မွေးနေ့ကိတ်ကလေးရတော့အရန်အမှတ်တရဖြစ်ပါတယ်မွေးနေ့ကိတ်ကလေးကဟိုတယ်ကစီစဉ်ပေးထားပါရအောင်စီစဉ်ပေးထားတော့เนาะအရန် surprise ဖြစ်ပြီးတအားပျော်သွားခဲ့ရတဲ့အမှတ်တရလေးကတော့ဘယ်တော့မှမမေ့မှာမဟုတ်ပါဘူးရှင်